လက်မြင်းလေးဆွဲပြမယ်လက်လေးဆွဲပြမယ်နော်လက်လေးဆွဲမယ်ဆိုရင်ကျတော့ဂျိုင်းဖြင်းနေပဲအဓိကကျွန်တော်လက်ရှည်ကိုကျတော့ကျွန်တော်အဲ့လို3လေးမျိုးတိုင်းထားလေးရှိလက်ရှည်ဆွဲပြမယ်လက်တို့ဆွဲပြမယ်အရှိပဲဆွဲပြလိမ့်မယ်တော်လက်စားလေးဆိုကျွန်တော်ဒီကနေပြီးပေါ်နေပြီးညင်းတောင်းမှမြင်လေးပဲဒါလက်ခံစားလေးနဲ့ညီတလက်မလေးဟောလက်ရိုးလက်ဆိုရင်တော့တလက်မချရလက်ဖောင်းလေးပဲလုပ်မယ်ဆိုရင်2လက်မလောက်ဒီမှာဆွဲလိုက်နော်လက်မလောက်ဆွဲပြီးတော့လက်အရှိကိုကျတော့အများစု20လောက်ရှိတယ်ဒါတော့ခဏကိုပြောင်းလိုက်တော့တိုင်းနေမတူဘူးတိုင်းထားတော့ပို့ကြည့်ကြပါဒါကျွန်တော်21နဲ့ဆွဲပြလိုက်ပြီးဆိုရင်ဒီမှာသူ့ရဲ့လက်အတူက6လောက်နေထားဒါတထောင်စစ်အထက်နေထားက10ခွဲဒါတထောင်စစ်အောက်က73ခွဲလောက်ထားလိုက်ရဒီကလည်းတော့နံပါတ်မှာနော်ဒီမှာ73ခွဲဒီမှာက10ခွဲတထောင်စစ်အထက်က10ခွဲလက်တူက6လက်ရှိက21နဲ့ဆွဲပြထားနော်အဲ့ပြီးဆိုဒီမြင်းလေးတွေမှတ်ထားဆိုတော့လောက်ဝလေးတွေဆိုလည်းကိုယ်အရှိကြီးတဲ့နေရာလေးတွေပဲလောက်ဝလေးတွေကျွန်တော်ကတော့မြင်းဆောင်လေးတွေနဲ့မှတ်ထားလို့ရှိတယ်မြင်းဆောင်လေးတွေမှတ်ထားလို့ရှိရဆိုတော့ဘယ်လိုလဲဆိုတော့ဒီလိုမှတ်ထားနေတိုင်းမှတ်လို့ရှိရလက်ကိုကျတော့ဒါတော့စနီမီနာနဲ့တိုင်းထားဆိုတော့ဒီလိုရှိရနော်ဒီလိုမြင်းဆောင်လေးတွေနဲ့လောက်ဝဆိုလည်းအဲ့လိုမြင်းဆောင်လေးတွေနဲ့အဲ့လိုမှတ်ထားလို့ရှိရဒီစင်ဒီမှာရှိခောက်စားတလက်မ20ခောက်ဆိုရင်နော်တလက်မ20ဒါခောက်စားပေါ့ပြီးပြီဆိုရင်ဒီမှာပခုံးဒီမြင်းကနေပြီးအကြ4လက်မထားလိုက်မယ်အဲ့ပုံမှန်4လက်မနော်4လက်မထားပြီးတော့ဒီ4လက်မနေပြီးတော့မြင်းဆွဲဒါလည်းရင်သဘောမျိုးကြောင်ပါပေါ့နော်လည်းရင်ပြီးတော့ကျတော့ဒီဟာနဲ့ဆက်လိုက်အရှိအမှတ်နဲ့ဒီကနေပြီးတော့ဘယ်လောက်ယူရမလို့ဆိုတော့ဒီကနေပြီးတော့ဒါကတော့ခောက်ချောင်းကြီးမှာနော်လက်ကခောက်ချောင်းနဲ့ဖြတ်နိုင်ရင်တစ်ဆက်ထည့်ဖြစ်သွားတယ်ဒီကနေပြီးတော့ဂျိုင်းရစာနှစ်အနုတလက်မခွဲတလက်မလေးစိတ်အဲ့လိုလုပ်လို့ရတယ်တလက်မခွဲထိလုပ်လို့ရတယ်ဒီကဂျိုင်းကခွန်ရှိတာဆိုတော့တလက်မခွဲတလက်မအဲ့လိုလုပ်ရတယ်ဆိုတော့တလက်မနဲ့ပဲနှုတ်လိုက်မယ်နော်ဒါမှခွန်ဆိုတော့တလက်မနှုတ်လိုက်တော့လေးစိတ်တလက်မခွဲအဲ့လိုဒီနှုတ်လို့ရတယ်ခဏပေါ်အချိုးစားပုံမူပြီးတော့အဲ့လိုနှုတ်လို့ရတယ်နော်ဆွဲကြည့်လိုက်ပါဆွဲကြည့်ပြီးတော့ဂျိုင်းပြင်းနဲ့ကိုယ်နဲ့ရားကြည့်ပေါ့ပြီးရင်ဒီဟာကိုသုံးဖို့ပုံမယ်ဒီဘောကနေ sorry 4စိတ်5စိတ်ပေါ့ဒီအောက်ကိုကျ20အကြာဒီကနေပြီးတော့အပေါ် 0.5 ဒီအောက်ကျ 0.2 အဲ့လိုချပြီးဆိုရင်ဒီမှာလိုက်တင်လေးကက်ကလေးနဲ့ပြေးလေးဆွဲဒါဆိုရင်ရိုးလိုက်ရပြီဒါအပေါ်ပိုင်းကလည်းရိုးလိုက်ချိုင်းဖောက်တာရပြီဒီလေးနော်လက်ဖောင်းတွေပါလုံးမယ်ဆိုရင်ဒီကနေပြီးတော့တလက်မနဲ့5စိတ်မှတ်တယ်ပြီးတော့အဲ့လိုမြင်းလေးဆွဲတယ်ပြီးတော့ဒါဖောင်းစားပေါ့နော်ဒီလိုလေးတစ်ဆက်ထဲဆွဲလိုက်ရင်လေဒီလက်ဖောင်းလေးကပြီးဖောင်းလေးနဲ့ဝတ်လို့ကောင်းတယ်ဟိုအရန်ဖောင်းကြွကြီးမဟုတ်ဘူးနဲ့ကြည့်လို့လာတယ်ပေါ့နော်ဒီလက်ဖောင်းလေးရလက်ဖောင်းမယ်ဆိုရင်ဒီနီးပေါ့နော်ရိုးလက်နဲ့ဆိုအောက်ကခုနကပထမဆုံးဆွဲလိုက်တဲ့နီးပေါ့နော်အဲ့ဆိုဒီလက်ဖောင်းမယ်ဆိုရင်လည်းလုပ်လို့ရလက်ဖောင်းမယ်ဆိုရင်ဘေးကိုဒီကနေပြီးတော့ဒီဂျိုင်းကနေဒီ5စိတ်လောက်စထုတ်ပြလိုက်နော်5စိတ်လောက်ချအစားမှာဒီဖောင်းလေးနဲ့ပခုံးလေးမှာတင်းဖြစ်ပြီးတော့လာတာနော်အပြီးဆိုဒီမှာလောက်ဝလေးတွေဆိုလည်းသူ့ရဲ့အဖြေတန်းလေးတွေအလိုက်တင်လေးတွေမှတ်ပြီးပေါ့ဘာလို့အဲ့လိုလုပ်ဆက်ဒီလိုဆက်ဆွဲထောင်စင်းနေရတယ်အဲ့လိုဖောင်းလေးဖြစ်လို့ရှိတယ်ဒါတချို့ကြောင့်လည်းတစ်ဆက်ထဲဆွဲပလိုက်တာပါဟိုဆွဲသားပါလာလို့ဆွဲသားတို့စင်ကိစ္စကြီးအပြင်စီဒီမှာလက်လေးကိုဒါလည်းလုပ်ကြအောင်လို့လက်ဖောင်းလေးလုပ်ပြမယ်လက်ဖောင်းလေးနဲ့ဒါတွန့်စားရေးဒီလေးတွန့်ပေါ့ရိုးလည်းလုပ်မစင်းနဲ့ဒီခုနကပထမဆုံးဆွဲလေးနဲ့နေပေါ့နော်ဒီခေါင်းမဲ့ဟာလေးရေလုံးခောက်ထားလိုက်။အဲ့မှာရက်တဲ့ချင်းလုံးမသွားဘူး။အဲ့ဒါချလိုက်နေရတယ်။လိုက်တယ်။ဒီမှာလက်ဖောင်းလုပ်မယ်ဆိုရင်ပခုံးပေါ်ဘေးကခုနပြောထားလို့ပဲ5စိတ်ဒီလိုလေးစားဒီလိုလေးစားဒီမင်းတော့ဒီဘက်ကနေမှာပါဒီနောက်ချဲအလိုပဲ5စိတ်
ပခုံးလေးမှာပြန်တင်လေးအဲ့လိုတင်မှာပဲပခုံးလေးတင်လေးနဲ့ဖောင်းလေးကြည့်လို့လားနော်ဒါကိုညက်ထုတ်လိုက်ပေါ့လက်ဖောင်းလို့ကျွန်တော်ကတော့အဲ့လိုရိုးလက်သုံးလို့လက်ဖောင်းသုံးလို့အောင်လို့ပတန်လေးလိုလေးခောက်ထားလိုက်အဲ့လိုခောက်ထားမယ်ဆိုရင်ရနော်ဒါဆိုရင်တိုင်းပတန်လေးဒီနည်းလေးတိုင်းဒါတွေကချုပ်စာမပါသေးဘူးနော်ချုပ်စာကိုပိုက်ကိုနောက်ချင်းဆိုရင်လည်းဒီချုပ်စာနောက်စစ်တွေပါလို့ချုပ်မယ်ဆိုရင်ကျတော့တလက်မှာပါနော်ဒါကတော့တလက်မှာထားတာတော့ပိုကောင်းတယ်အောက်ခောက်စာလည်းတလက်မှာဘေးချုပ်စာလည်းတလက်မှာဂျိုင်းလိုပါတော့ကျတော့ဟိုသုံးစိတ်စီလောက်ရနော်ဒီနောက်ချင်းကတလက်မှာတရားက3စိတ်ရတယ်။ချိုင်းရလည်း3စိတ်ရတယ်။ဘေးရလည်းတလက်မအောက်ခောက်လည်းတလက်မလက်ဆိုရင်လည်းဒီကခောက်ကြောင်းလေးယူဒီမှာချုပ်စာကိုလည်းတလက်မဆိုသူလည်းတလက်မဒီမှာ3စိတ်နော်ဒီအောက်ခောက်စာတော့ဒီမှာခောက်စာတစ်ခါလေးထည့်ထားပြီးသားဒီဝိုင်းတော့တွေပါလေးလုံးမယ်ဆိုရင်ဝိုင်းတော့မဟုတ်ဘဲနဲ့ဒီကလုံးမယ်ဆိုရင်ဒီဟာကိုလိုလေးကတ်တယ်ပြီးတော့ဒီလိုလေးကတ်တယ်ပြီးတော့ဒီပခုံးတော့ချစ်သူဝေထောက်လို့ချုပ်ရလဲခေါ်ရနော်ပခုံးတော့ကနေပခုံးတော့နဲ့ထုံးမယ်ဆိုရင်ရအဲ့ဒါဆိုရင်ဒီမှာချုပ်စာက3စိတ် point 3နော်ဒါ3စိတ်ဒီမှာတလက်မတိုင်းနေတဲ့ point ဒီ3စိတ်ပဲနော်ဒီပခုံးလေးဆိုလဲ3စိတ်လေဘင်းကကျတော့အလုံးကုတ်မှဆိုရင်နည်းနည်းချေအောင်နော်ဒီမူရင်းလေဘင်းနဲ့လုံးနေမူရင်းလေဘင်းနဲ့ဆိုရင်ကတ်တက်တယ်3စိတ်လောက်တော့ထပ်ချင်ရှင်းရောနောက်ရောနော်နောက်အဲ့လိုလေးချင်ရပါပြီဒါလေးနဲ့ချုပ်ပြီးတော့ကိုယ်နားမလဲတာရှိနေပြီလို့ရပါတယ်တနေ့လုံးကျွန်တော်အသေးစိတ်ရှင်းပြထားပြီးတော့နားမလဲနေထင်ပါတယ်နားမလဲနေပြီးလို့ရပါမယ်နော်တောက်ပါမယ်ကျေးဇူးတင်ပါတယ်